ye kaji Diwagaya Abhiganda Diwagaya Abhiganda Ti Wizanatha Bhikkhavo Ti Wizanatha Bhikkhavo Diwagaya Abhiganda Ti Wizanatha Bhikkhavo Ti sa Adabba Magaro Tesa Adabba Magaro Taudawa Bodhanda Dadanam Taudawa Bodhanda Dadanam Diwagaya Abhiganda Ti Wizanatha Bhikkhavo Tesa Adabba Magaro Taudawa Bodhanda Dadanam Diwagaya Abhiganda Ti Wizanatha Bhikkhavo Tesa Adabba Magaro Taudawa Bodhanda Dadanam သူရဲ့နေတရားလို့ခေါ်တဲ့အနက်ဘေးကိုသွားကြည့်ရအောင်ပါဠိထဲမှာမပါတဲ့ပိုက်လေးတွေကိုထည့်ပေးပြီးဆိုရင်ဒါပါဠိဒေတာထည့်ပဲလို့ခေါ်တယ်ဘိက္ခုတဲ့ယဟန်တို့ပိုက်ခါငယ်မှာမပါဘူးမပါထည့်ပြီးဒီဝကာယနတ်ပြမပေါင်းတို့သည်အဘိက္ခန္နာရှေးရှုလာရောက်ကြကုန်ပြီတဲ့နော်တုံမင်းတင်းတို့သည်တေဒီဝကာယီအိုက်တီယာဒီဝကာယီကိုလှမ်းဆွဲထိုရှိရှုလာရောက်ကုန်သောနတ်ပြမပေါင်းတို့ကိုတဲ့ဝိဇာနာထာအထူးတိကြကုန်လောတိအောင်ပြုကြကုန်လောနတ်ပြမတွေကိုတိအောင်လုပ်တယ်ဆိုတော့ဘာညံနဲ့လဲဒေပါစကုဘိညာဉ်ဖြင့်เนาะဒေပါစကုဘိညာဉ်ဖြင့်တိအောင်ပြုကြကုန်လောဣတိအာမန္တိဣဒိုမိန်တော်မူပြီးတေစဘိက္ခုတဲ့เนาะဒီတေစဘိက္ခုလမ်းဆွဲလှမ်းထည့်ပြီးတေစဘိက္ခုထိုရန်တို့ဒီလဲဗုဒ္ဓတမြတ်စွာဘုရားရှင်ဤသာသနံဒီနေရာမှာသာသနာတော်ကိုလို့မပေးရဘူးသာသနာအဆုံးမညွှန်ကြားထားသောစကားတော်ကိုတဲ့သုတ်တော်ကြာရကုန်၍တာဝဒီဝမပိုင်ထည့်ပြီးထိုကြားလျင်ကြားခြင်းထိုခဏချင်း၌သာလျင်တဒဋ္ဌာယဆိုတာကထိုဒိဗ္ဗစကုအဘိညာဉ်ဖြင့်တိမြင်ခြင်းကျိုးငါတဲ့နော်တာဝဒီဝယောတဒဋ္ဌာယယောအိုင်နဘုဒ္ဓတော်ကထည့်ပြီးတယ်အာတပ္ပမကရောလုံလာပြကြကုန်ပြီအဲ့လိုပါဠိလေးတို့လိုက်ပေါ့နေတရားပေးတာကြတော့အနက်ပေးလို့ခေါ်တယ်ပေါ့နော်မြန်မာပြန်ဆိုတာကတော့အဲ့ဒီပါဠိတွေကိုဖျောက်ပြီးတော့မြန်မာလိုအဓိပ္ပာယ်ချုံမောပြန်လိုက်မြန်မာပြန်ဖြစ်ပါတယ်သူကဘာပြောလဲဒီဘက်ကဘာပြောလဲဆိုလို့ရှင်လေနော်မြတ်စွာဘုရားကဒီသာသနာတော်မှာယဟန်နေပျော်မွေ့နေတာကိုသိပြီးတဲ့နောက်နော်နှစ်ပိုက်ခါကြီးမှာယဟန်တို့တဲ့နတ်ပြမပေါင်းတွေရှေ့ရှုလာရောက်ကုန်ပြီဟာနော်အဲ့လာရောက်တဲ့နတ်ပြမပေါင်းတို့ကိုဒေဝစကုဘိညာဉ်ဖြင့်ဝိဇာနာထနော်တီအောင်ပြုကြအဲ့လိုမိတ်နေပေါ့အဲ့လိုမိတ်တော့ရဟန်းတွေကလည်းမြတ်စွာဘုရားဆုံးမကြားပြီးတော့အတ္တပမကရုံနဲ့တော့တီချင်းကအားထုတ်ကြကုန်ပြီတီအောင်ပြုကြကုန်ပြီတဲ့ဒီမှာဘုဒ္ဓအနေနဲ့မှတ်သားစရာလေးရှိတာကတော့နတ်ပြမတွေကိုတီအောင်လုပ်တာကဝိဇာနာထာအထူးတီအောင်လုပ်တယ်တီအောင်လုပ်တယ်ဘာနဲ့တီအောင်လုပ်လဲဒေဝစကုဘိညာဉ်မှတပါးတခြားဘာမှမရှိဘူးနတ်ပြမတွေကိုတီမြင်ခြင်းနဲ့ဆိုရင်တော့ဒေဝစကုဘိညာဉ်ရအောင်ကြိုးစားဖို့